တူလေးဟိုလူရေးလူအောင်လေငါရဲ့တော့အနီမီရလေတစ်ချက်လဲပဲဟုတ်တယ်ချာလီမင်းလုပ်ရတဲ့ကိုအနီမီတည်ရအားသိတာဗောငါအချိန်မီပြန်မြောက်မှာပဲအနီမီကစိုးရိမ်နေရရက်ဆက်လိုက်တာကွာငါမှတော့သူ့ကိုပြန်ခဲ့ဖို့လာခဲ့တာသူကငါ့ကိုလောက်ကြံတဲ့သူဖြစ်နေငါယောက်ျားပဲကွာမသေးသေးတွေ့ရောမျောလင်းချက်ဆိုတာရှိရမှာမင်းတော့မှမိတ်ကလေးတံမဲ့ဒီမာနေနိုင်ရင်ငါပူတော့နေနိုင်ရမှာပေါ့ပင်လေကူတင်မောဒီဇီဇီနဲ့တွေ့ငါတို့လွတ်မြောက်မှာပါဒီကြားတဲ့အစာဟာရပြတ်လို့မဖြစ်ဘူးဟုတ်တယ်ကိုကရန်ကုန်ကနေလာကိုလာတော့ကကိုနဲ့အတူကိုချာလီဆိုတာပါတယ်ဒီစီစဉ်ပေးရဲ့ဆက်လေနဲ့တော့ကိုဒီကိုရောက်လာတယ်ခုတော့ကိုချာလီရောဆက်လေမောင်းသမားပါဒီစိုးတွေဖြစ်ကုန်ကြကိုဒီကျောင်းဘာပြလာလဲမသိဘူးခြေဒီမောက်လာရှာအားလုံးကဝိုင်းတားနေတဲ့ကြားရမှာကိုဒုက္ခခံပြီးကြည်ရလာခဲ့ဘယ်လိုပဲဒုက္ခကြုံပါစေကိုမမှုရေတူမောက်တာတွေ့မယ်ဆိုတော့ကိုအားလုံးရစ်ဆိုင်တယ်ခုတော့ကွာကိုကတော့ရေတူမောက်ကိုတိတ်အောင်ရှာပြီးတော့ပြန်ကျင်တယ်ကိုသူ့ကိုဖမ်းပြီးလို့ရှိရင်စမ်းသပ်မှုမျိုးစုံလုပ်ရတယ်ခုမှတတိရတယ်ကိုယ့်ကြောကိုအဲ့ထဲမှာကိုယ့်စားရဲစားရဲနဲ့ကိုယ့်တွေးရှိချက်တွေရေးထားတယ်ဟာနှမျိုးကိုကောင်းရတာကွာကိုယ့်တမုံဖြစ်နေတဲ့အကြောင်းအရာတွေကတော့အဲ့ထဲမှာသွားပြီကွာ
ဒီရွယ်ကိုမင်းယူလာဆက်လေပေါ်ကနေယူလာဟာဒုက္ခပါပဲကွာမင်းတို့ကအဲ့ဆက်လေတော့ဘယ်တော့မှထပ်မသွားမိစေနဲ့မင်းတို့အရန်အံ့နေရများတယ်မင်းကမင်းလေးဆိုပြီး तू ကညှာမှာမဟုတ်ဘူးငါပြောမင်းနားလေမင်းကိုစိတ်ဆိုးသွားတာလားမင်းကိုအတွက်စေတနာနဲ့ယူလာပေးရကိုသိပါတယ်အဲ့အတွက်လည်းမင်းကိုကျေးဇူးအရန်တင်ပါတယ်ဒါမဲ့မင်းတို့အရန်အနေနဲ့လို့ကိုစိတ်ပူသွားမိရပါမင်းခုနကဘာဖြစ်သွားလဲရှည်တဲ့အကောင်ကောင်ကြိုက်ခံငါကမှလူတွေကငါ့ကိုခက်လွတ်လို့ပြောနေကြမင်းလုပ်ပုံနေတော့ငါတော့ယူတော့မှာပဲဟုတ်လေလာရဲ့ကြောဖို့တွေးမိကြသေးလား ဟာအေးလေမသိဘူးလေ လာရဲ့ကြောဖို့ပြောင်းနေတယ်တို့တွေကဘယ်လိုသားသေးလဲ ဟဲ့လေမင်းရွာသေးလားလူရွာတယ်ဟာမသိဘူးလေ အဲ့ဒီပစ္စည်းကအရေးကြီးတယ်ကွာလူတွေပေမဲ့အဲ့ဒီပစ္စည်းပြနိုင်မှာငါ့ကိုယုံပါ ကျိုးဘူးငါမနေ့ကတော့ဆက်လေပေါ်မှာတွေ့လိုက်တယ် ဟဲ့လေမင်းတို့တေချာရှားရဲ့လား လင်းနေစင်းလို့ရှာနှံ့နေပြီတွေ့မှမတွေ့ရ အေးမင်းတို့မယူတာကျိန်းနေလို့ရှိရင်တော့အဲ့ကိုဒီကောင်ကိုယ်တိုင်လာယူတာပဲဖြစ်ရမယ် ဆရာလေးမဖြစ်နိုင်တာဒီကောင်သေးသွားပြီပဲဥစား ဟာဘာလို့မဖြစ်နိုင်ရမှာလဲဒီကန်ကောင်းထောက်မှလို့ဒီကောင်ဒီကျုံးမှာရှိနေဒီကောင်ကိုရှာပြီးရှင်းရမယ်ဟောဒါနဲ့မင်းရန်ကုန်ပြန်နေလိုက်အန်နီမီကိုအကြောင်းကြားကျွန်တော်အားလုံးအဆင်ပြေတယ်နော်ရန်ကုန်ကလူထိန်းတာ ဟုတ်ကဲ့ အားလုံးပြန်မလာမချင်းဒီကိုဘယ်သူမှလိုက်မလာစေနဲ့ကြားလား ဘာဟုတ်ကဲ့လေကွာဟုတ်ကဲ့ဆိုတော့တော့အမြင် ကြောဘူးကွာ ပြင်းတာပဲ
ရမသေးတဲ့မြေပေါ်ရရတော့ပါလေဒီလိုရေးဒီမှာလာဆရာလေနော် ခင်ဗျာလူယုံမှာကြောက်ကောက်ခင်ဗျာကိုကြောက်ကုန်တယောက်လိုသဘောထားခဲ့ရဗျာခင်ဗျာကြောက်ကုန်တက်ပြီးကြောက်ဝင်းလေးကိုလူဖို့ချန်တယ် ဘယ်လိုသိနေလဲတော့ကြသွားတမလွန်ဘွားရောက်ပါလေမင်းရဲ့မိဘတွေမင်းအားလို့ခံရတယ်ဆိုတာနော် ခုမှငါအိမ်ပြောက်တော့သူ့လက်ချက်ကိုအိမ်ပြန်မေးဟဲ့ သိရဆိုနိုင်စီကိုပို့လိုက်တဲ့ email ကကိုသူရစီကမဟုတ်လား ကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော်လည်းစင်ကူမှာကြောင်းတက်နေရတဲ့အချိန်နိုင်စီက email ကျွန်တော်စီဝင်လာတယ်အဲ့ဒီအချိန်မှာတက်တက်ဆက်ဆက်ရေသူမရှိရဆိုတော့ရုပ်ချင်တဲ့မြေပုံမှာဝင်လာတယ်အဲ့ဒါနဲ့ကျွန်တော်လည်းလိုက်ရုံနောက်ချင်တာနဲ့အဲ့ email ကိုကျွန်တော်နိုင်စီပို့လိုက်တာ ဒါဆိုရေသူမတကယ်မရှိဘူးပေါ့ ရှိဘူးလို့တော့ထင်တာပဲအခါလေချင်းချင်းဒီလိုလဲနောက်နေတာပဲ ဒုက္ခပါပဲကွာငါပြောတာပဲမဖြစ်နိုင်ပါဘူးလို့မင်းကကြားတဲ့ဝင်မြောက်ပြီးတာ ငါလည်းတားတာပါပဲကွာသူ့ဘာသူငါတို့မသိအောင်ခိုးတော့သွားတာကို ကဲညင်းမနေပါနဲ့တော့အခုရှင်မောင်တို့ဘာဆက်လုပ်ကြလဲနိုင်စီကိုလိုက်တော့ကြပါ
Like, comment, and subscribe.